ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့အရွှေကိ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါเนาะကဲကျွန်တော်ကိုမာတွေကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲเนาะတော့တင်းနိုင်အင်္ဂါနေ့တော့ပြီးဆုံးခဲ့ပြီเนาะတင်းနိုင်လေးကြောင့်မနက်ပိုင်းမှာကိုရှင်ညီကိုဆိုတဲ့เนาะကဏ္ဍလေးထွက်ခဲ့တယ်ညနေပိုင်းမှာပြန်ကြ3ည6เนาะကိုမားတို့ကျွန်တော်ဗီဒီယိုလေးမှာကျွန်တော်ပြောခဲ့တယ်เนาะကဲမနက်ဖြန်မှာ3ည6ဒီ KD ဖြစ်မယ်3ည6ဒီ KD ဖြစ်မယ်เนาะကဲညနေပိုင်းမှာသာမကြခဲ့ဘူး3ညနဲ့6နဲ့ညနေမနက်ပိုင်းမှာသာမကြခဲ့ဘူးညနေပိုင်းမှာကီး3လုံးခွေထွက်နိုင်ချေများတယ်เนาะအခွေစော့ပေးပါလို့ကျွန်တော်ပြောခဲ့ပြီเนาะကဲပတ်ပြီးရတော့ဝင်ဖြစ်သွားတယ်ဗျာเนาะအခွေเนาะကီးအခွေရတော့ကြာသွားတယ်ညနေပိုင်းမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကီးခွေလေးရှိတယ်ညနေပိုင်းမှာကီးခွေလေးစော့ပေးပါဆိုတာလေးကတော့ကြာခဲ့ပြီเนาะကဲဒါလေးကိုဆက်မပြောတော့ကျွန်တော်တို့ကဘော်ဒဘူးဆိုဘော်ဒဘူးအလုပ်ပဲလုပ်တော့မယ်เนาะကဲကျွန်တော်တို့ကဏ္ဍအဖြစ်ဘာတွေကျင့်လဲ6 3ညเนาะကဏ္ဍထောက်သွားတာ6 3ည3 9 6 3ည3 9 8ကျန်နေတယ်ကျွန်တော်တို့ဘာတွေကျန်မလဲဆိုတော့ကျွန်တော်2ကျန်မယ်เนาะ1ကျန်မယ်2ကျန်မယ်4ကျန်မယ်5ကျန်မယ်9ကျန်မယ်1နဲ့4 5 9เนาะကဏ္ဍ5လုံးကျန်မယ်ဗျကဲမနေ့ကဗုဒ္ဓဘူးနေ့ဆိုတော့သူကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘူးနေ့ဆိုကဏ္ဍကเนาะအောက်တဲ့အနည်းဆုံး6လုံးလောက်ထိထွက်တယ်เนาะကဏ္ဍ6လုံးလောက်ထိထွက်တယ်အဲ6လုံးထွက်တာကိုမှကျွန်တော်ကเนาะအကိုအမတို့မနေ့ကမှကျွန်တော်ပတ်ပြီးမပေးအခွေတစ်ခွေပဲကျွန်တော်ပေးမယ်เนาะအခွေကျွန်တော်ထုတ်ပေးမယ်မနက်ဖြန်မှာကျွန်တော်ဒီနေ့ညနေမှာ3ည6နဲ့ပြန်ထွက်လို့မနက်ဖြန်မှာမဖြစ်မနေကျွန်တော်တို့လောက်အောင်မယ်ဟာတစ်ခုပဲရှိတော့တယ်เนาะအဲ့ဒီခွေလေးစော့မယ်စော့ပြီးတော့ဒီရက်ထဲမှာ2ကြိမ်လုံးရှုံးနေတယ်ရင်ဘက်ကလည်းရှုံးနေသေးတယ်ဆိုလို့ရှိရင်ဒီအခွေလေးနဲ့ကျွန်တော်တို့ရှုံးကျွေးတွေကိုပြန်ဆက်မယ်เนาะဒါလို့ရကျွန်တော်ပြပြခြင်းတယ်ကဲကျွန်တော်ကိုမှလည်းအများအားလုံးကပြောနေကြတယ်အပူအားကောင်းတာအပူကိုလည်းကျွန်တော်ဒီထဲမှာအခွေထဲမှာတိတန့်ရွေးပေးမယ်เนาะအပူလာရင်ဘာဘူးလာမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးတော့မယ်เนาะကဲငါကိုမှတယောက်ချင်းစီတဲ့ channel လေးကို subscribe လုပ်သွားမယ်လက်မလေးထောင်းသွားမယ်ဗီဒီယိုလေးကိုတက်နိုင်တဲ့လောက် share ပေးမယ် comment ထဲမှာကျွန်တော်ကျမတို့ဒီအခက်အခဲရှိတာလေးကိုတင်ပြသွားပေးမယ်ကဲကျွန်တော်လူဟောင်းတွေကတော့သိပါတယ်เนาะဗုဒ္ဓဘူးဆရာဆိုရင်เนาะဆရာရွှေခေဗုဒ္ဓဘူးနေတိုင်းမြေအောင်မြင်နေကြဆိုတာတော့အကုန်လုံးသိပြီးသားပါဗျအဲ့ဒီကြောင့်ကျွန်တော်တူတူဘာမှမပြောတော့ဘူးကျွန်တော်မိုးမွိုက်ဘူးကျွန်တော်တဲပြောမယ်တဲလုပ်ပြီးเนาะကိုမတို့အနေနဲ့အားလုံးပဲတေချာလေးစိတ်ဝင်စားလေးเนาะနားထောင်ပြီးပါဗျကဲအားလုံးပဲမင်္ဂလာရှိသောနေ့လေးပါเนาะခုနှစ်သားသမီးတွေကွာရောက်သွားလိမ့်ပြီပါဝင်စိတ်ချမ်းသာရင်ကိုရမကျင်နဲ့ပြည်ဆုံးကြပါလိမ့်ဗျတော်လန်းသားလို့လမ်းနေအဲ့ဒီစိတ်သွားရင်ကိုပေါ်လို့လို့ရင်ဆန္ဒကြီးပြောကြပါကဲအားဆိုကျွန်တော်ကိုလက်เนาะကောင်းသောနေ့ကြီးเนาะကောင်းသောချိန်သားလေးရောက်လာပြီဗျကဲကျွန်တော်ကြံကနန်း၅လုံးကြံနေဗျကြံကနန်း၅လုံးကျွန်တော်1နှစ်เนาะ1နှစ်4 5ခုကနန်း၅လုံးကြံတယ်ကျွန်တော်မနက်ဖြန်ဗုဒ္ဓဘူးနေ့မှာเนาะကဲ9ချိန်ပြည့်နေ့9ချိန်ပေါ့เนาะမနေ့ကဗုဒ္ဓဘူးနေ့မနေ့ပိုင်းဆိုတော့9ချိန်ပြည့်နေ့ဖြုတ်အောင်เนาะ1နဲ့4 5ခွန်ဆိုတဲ့ကဏ္ဍ5လုံးကျွန်တော်တို့ကအခွေစော့ပတ်သေးတစ်လုံးစာပဲရှိတယ်เนาะ1နဲ့4 5ခွန်ကဏ္ဍ5လုံးအခွေစော့မှာအဲ့ကြံကဏ္ဍ5လုံးဒီခွေကိုခွေထွက်ပါเนาะကဲဒါလေးကိုလည်းကျွန်တော်ပြောပြခြင်းပါဗျအဲ့ဒီမှာကျွန်တော်ကိုမလေးကျွန်တော်ပြောချင်တာဗာလဲဆိုတော့ကျွန်တော်တို့က6နဲ့2ချိန်ကျန်တယ်เนาะ6နှစ်ချိန်ကြာတယ်ဗျာเนาะ6နှစ်ချိန်ကြာ9နှစ်ချိန်ကြာ3နှစ်ချိန်ကြာတယ်เนาะ9ဆိုလို့ရှိရင်လည်းကျွန်တော်တို့3ကိုเนาะ3ကိုထွက်တယ်68ထွက်တယ်3ညဆိုရင်60နှစ်ခါထွက်တယ်เนาะအဲ့တော့3ညနှစ်ချိန်6နှစ်ချိန်ပြောသွားပြီအဲ့တော့ကြောင့်ကျွန်တော်တို့ကဒီပွဲမှာ9နှစ်ချိန်6နှစ်ချိန်3ညနှစ်ချိန်ဖြုတ်သွားတဲ့အတွက်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့เนาะဒီ1နှစ်ကျွန်တော်ခုနကပြော1နှစ်4 5ခွန်เนาะ1နှစ်4 5ခွန်မှာကျွန်တော်ကအကူအမတို့ကိုเนาะကျွန်တော်ပြီးခဲ့တဲ့အပတ်မှာ6ခုနဲ့1ခုနဲ့ကြာခဲ့တယ်เนาะ6ခုနဲ့အပိတ်မှာလည်း1ခုကြာခဲ့တယ်เนาะဒီတစ်ပတ်မှာသူကမာဘူးဆိုလို့เนาะကျွန်တော်က5ဘူးเนาะအပူးကြိုက်တဲ့ကိုမှလို့5ဘူးထိုးမယ်နောက်ပြီးတော့ကျွန်တော်ခုနကပြောသလို5ဘူးထိုးမယ်1ဘူးပြန်ထိုးလာမယ်5ဘူးနဲ့1ဘူးနဲ့ပြန်ထိုးလာမယ်เนาะ1ဘူးနဲ့5ဘူးနဲ့ပြန်1နဲ့4 5ခေါ်1နဲ့4 5ခေါ်เนาะ1 2 4 5 7အဲ့အခွေမယ်1နဲ့4 5ခေါ်ခွေမယ်5ဘူးနဲ့1ဘူးကိုပို့ပြီးတော့เนาะတင်ပြီးတော့အပူးကြိုက်တဲ့ကိုမှတွေတင်ပြီးထိုးပေးမယ်ဗျအားလုံးပဲเนาะအောင်မြင်လို့ကံကောင်းပါလေအဆင်ပြေလို့เนาะစင်ပေါ်ရောက်ကြပါเนาะကဲအခက်အခဲတွေအားလုံးလည်းကြည်လို့เนาะမိသားစုတွေပျော်ပျော်ရွှင်စိတ်ချမ်းသာနေနိုင်ကြပါစေဝါသနာတူเนาะချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะအခက်အခဲမရှိကျွန်တော်နေ့ရက်တိုင်းကြော်ဖြတ်နိုင်ကြပါစေဗျเนาะကဲကျွန်တော်ပြီးတဲ့ကဏ္ဍလေးအောင်မြင်လို့เนาะကဲအပူတော့ကနေကင်းဝေးကြပါစေဗျเนาะကဲကြာတာပင်းဗီဒီယိုတွေမှာကျွန်တော်လည်းအကူမောင်နဲ့ပြန်လဲဆောင်ပေးကြမယ်ပြောရင်ကျွန်တော်နေ့တိုင်းဗီဒီယိုတွေကိုကျွန်တော်ဒီလောက်ပဲเนาะကျန်လိုက်ပါပြီဗျမင်္ဂလာရှိသောနေ့လေးဖြစ်ပါเนาะကဲဟုတ်လား